ရလားအဆင်ပြေလားတယောက်ခဏလေးမြန်လေးဘာဖြစ်တာလဲဟုတ်ဘာဖြစ်တာလဲ တော့တိုးရတယ် ဟာငါပြောပါလေမင်းစကားမကြမ်းနဲ့လို့ဒီနေရာတွေကိုငါအဲ့ငါသိတယ်နော်ငါဘာဖြစ်လဲဆော့ဘာဖြစ်ပါ မသိဘူးဟိုမှာ ခုနလိုက်ပြုတ်ကဘာဖြစ်တုံးခင် တွန်း မပြောတတ်ဘူးဒီမှာဖုန်းတွေပါအကုန်ကျွတ်ထွက်ကုန်တာမနေ့ဟိုကပြန်ထုတ်နေတာလုံနေတာ तू ကခုနကောင်းနေတဲ့ခြေတော့ကဘာမှမဖြစ်ဘူးလေအခုကျတော့ဘာဖြစ်သွားမှမသိဘူး ဘာဖြစ်ဖြစ်အောင်ဒီကျ ဝေးလာနေတစ်ချက် တစ်ချက်လောက် အော် ရလားကျိုးတော့ဟိုကျိုးတာကိုမကျိုးပါဘူး နော် မကျိုးကျွန်တော်သိတယ်မကျိုး ငါတို့ဖုန်းလိုက်ပြတ်သွားငါဘာမှဖြစ်လို့လဲ လိုင်းကြတယ်ကိုချက်လားဟုတ်ပြီတိုးချရတာ တိုင်းကြောင် ကျွန်တော်ပြန်တက်လာပြီလေ အော် နင်းမကိုင်းနဲ့မရဘူးမကိုင်းနဲ့လူစီမကိုင်းနဲ့မရဘူး shit ကွာ ခဏအေးတက်ပြီအေးကျေးဇူး အော် ငါပြောပါလေ ရှောက်ညီဆန်တာ ဆန်ခဏဆန်တာ တိုက်တယ် အေး ခဏ မဟုတ် လောက်ငါကြီးအပြစ် အေး စိတ်ကိုရှော့တယ် အာ shit ကွာ အာ ကျတော့အရင်နာနေ အခု လောက်ရှော့လို့ရလားမရဘူး အဲ့ဒါစောင့်ရှောက်မကြိုက်လို့ထင်တယ် ထိပြီးသွားမလား စောင့်ရှောက်မကြိုက်လို့ထင်တယ် ခဏထိပြီးသွားပြီလေ လိုက် ကြာလာရဘာဖြစ်ရ မဟုတ်လွှတ်မယ်မရောက် ကျွန်တော်သူ့ကိုဘုံရတယ် ဂုံးမပိုးနဲ့ထိန်းသွားလိုက် လမ်းလျှောက်လို့ရမှာမဟုတ်ဘူး တယောက်တွဲလို့ရလားခင်ဗျ ရတယ်ကိုဘုံရတယ်မရ နှစ်ယောက်ဘယ်ညာတွဲလိုက်ဘသူဝင်လဲကျွန်တော်နဲ့ဘသူဝင်အောင်မလဲ ကြာကျွန်ရှိနေကြဗျာအဲ့ဒါလူစီပါတစ်ချက်ပြန်ဝင်လိုက်ကြပါလားနော်အဲ့လူစီပါနေခဲ့လိုက်လားကိုတို့တစ်ချက်တွဲလို့ရလားအဲရတော့တော်ညီ6တစ်ချက်တွဲပါဒီတော့ကြီးညော့ပြီအဲ့ဒါဘယ်လိုလဲသွားရော မသိဘူးကျွန်တော်ကဟိုအရှိ လိုက်ပြက်သွားပဲကျွန်တော်လာပြောနေကြလိုက်ပြက်သွားတယ်ဘာလို့ရတာကျွန်တော်လိုက်လာတယ်တိုင်ပတ် ဒီဘက်သွားမယ်ဆိုတဲ့အချိန်မှာ तू ဒီမှာဖုတ်ဆိုလဲကြခဲ့တာဘာမှလည်းမသိဘူးကဲ လိုက်ပြက်သွားပဲကျွန်တော်လာပြောနေလိုက်ပြက်သွားတယ်ဘာလို့ရတာကျွန်တော်လိုက်လာတယ်တိုင်ပတ် ရဘာမှမပြော ကဲခုနဆွဲတာလား6ဆွဲတာလားလာခဲ့အဲ့ဒါရင်ကိုလီယန်အခုထွက်တာမကြသေးဘူးထပ်ပြီးတော့ run ထားလိုက်ရတယ်ကျွန်တော်ကိုဟိုညီရဲ့ဆက်ကြည့်လိုက်လူစီပါထားခဲ့မယ်နော်ရောတမီးယူထားလိုက် ညီပါဒီနားပဲစောင့်လား ရလိုက်ခဲ့မယ် နှစ်ယောက်လူသွားတယောက်လည်းမသွားနဲ့တော့တယောက်လည်းမသွားနဲ့တော့ ကျွန်တော်ကမကန်ရ နာကိုင်းရမလား ရပြီကျွန်တော်ကမကန်ရ တယောက်ထိပ်ပြီနော် ရပါတယ် ရနော် ဒီစီ ပြီအခုရော့ကဲဒီတော့ကျန်းနေဆိုတော့ငါတို့ကလည်းဒါကျန်းပြီစိုက်တယ်ရောက်လေထွက်ခဲ့ရဟမ်ရရေးလားဆရာကြီးတွေပေါ့ ကျွန်တော်လမ်းလျှောက်တန်နေပဲကြားနေတယ် လာစမ်းပါရောက်လာဟဲ့အောင်လာတောက်ဖို့တွေပြောနေရမဟုတ်လာစမ်းဟမ်ဘာအောင်လေးလဲငါတို့ကမြေတာနဲ့ဒါလာလေမင်းတို့ကလူတွေကိုကြီးလိုက်ပြီးတော့ဘာဖြစ်တယ်တို့ညာဖြစ်တယ်တို့ရောက်စောက်ရုပ်ကနေလာမနေနဲ့ဟုတ်လား
对吧？哎，这样好了。要打的，打喽！呀，打的人，啊，打好嘞，都看看我都看你打，来，我把这边发了，打，你又发到了。要打喽！打靠我把嘞，不打，打嘞。要打什么？ ဟေး 要打毛嘞？ နောက်ကနေမလုံးနဲ့တော့ ငါတန်လို့ဒီဝိုင်းတော့ပါလုပ်ပေးရပါလားစောက်ပြီးတော့မဆိုင်တာနော်လုပ်လေလာသမားညပြကြည့်လေမပြဘူးဟုတ်လား ထိုးတယ်ကွာဒါဟေ့ဒါပဲငါတို့မြစ်တာနဲ့ဒါတာနော်မင်းကငါတို့လူကိုအရင်ဆုံးစထိလိုက်တာနော်လာခဲ့ငါထိုင်နေမယ်ဖုန်းကြီးတူချိုတာပဲနေရတယ် အဲဟိုဘက်ချမ်း ဘယ်ဘက် ဟိုဘက်ဖျောက်ဘက်ချမ်း တွေ့လားဟိုတိလား တိရတော့မယ် ဟုတ်တော့ ဖုန်းလေးပေါ်နေတယ်နားလေ အဲ့မလေးအဲ့အဆောက် ဒီနားလား ဟိုအဆောက်လေ ဒီရလား အဲ့ဒါ ထူကြလားမထူကြလားဟုတ်ကြည့်နော် ဟေးဖြတ်ပြင်းနေလို့မထူးနော် ဒီမလေး ဒီရ တီး ဒီရလား อืม ဩငါအဲ့ခုနကဟိုဘက်မေးနေတာကဲလာခဲ့ဗျာခေါ်တယ်လာစမ်းဒီမှာစတန်ထောက်လိုက်အခုနှစ်ယောက်ဒီမှာတော့ငိုတုတ်ထိုင်တယ်ဟာဟုတ်လေဟိုမှာစတန်ထောက်လိုက် ဒီနာ ဒါပြီးတော့ဒီကဘယ်လိုဖြစ်လို့ညင်လား ဒီဘက်နဲ့တူဟိုဘက် မင်းကလည်းတော့ဖားခုံမယ်ကဲညင်နဲ့ကြားကျင်နေအမြတန်းဝေပေးဖို့လာတာနော်ကြားပါလားအတန်နဲ့ပဲဖြစ်ရုံးနဲ့ပဲဖြစ်ဒီနေရာမှာရှိတဲ့နာနာဘောဝိနာဘောကအကုန်လုံးအမိတ်ပေးတယ်အတန်နဲ့ပဲဖြစ်ရုံးနဲ့ပဲဖြစ်လာထီးလို့ပဲဖြစ်ကြိုက်တယ်လို့ပြမနေ့ကျရင်အမြပေးမယ် မြေအောင်ပြနိုင်တဲ့ရှိမြေအောင်ပြမယ်နော်ခွေးရတော့စပယ်ရှယ်ဟုတ် ကိုယ်ကိုရဟောင်းတော့လေမင်းကခုနကငါတို့လူကိုကြတော့အရင်ဆုံးစပြီးကြည့်ပြီးတော့မင်းကလေးကြောင့်မင်းကဘာကိုကြောက်နေတာဟဲ့နဘန်းလုံးလားဟဲ့ထွက်လာခဲ့ဟဲ့ငါသမားမြင်ကျင်လို့ပါ
哈，哎呦，当然我拉不背呢，但你是俺拉我拉背。ဒီခေါမိုးထုံယုံနေမကောက်အဲ့ခေါမိုးကပျောက်ကြလာခဲ့မင်းလက်ကနှစ်ပိုင်းလုံးမယ်လားစင်းလာခဲ့ငါစပိန်ဖြီထားရနော်စင်းလာခဲ့3မိနစ်ပဲရ3မိနစ်ပဲစောင့်အဲ့မမဖြစ်သွား ဖျားရှိပါ မမလား ဖျားရှိပါ ယောဒါလေကွာမင်းဘယ်အပေနေမှာမင်းခိုးနေရလေယောဖတ်လာစမ်းပါ ဒီနားမှာဆက်တော့ရက်ဒီနားမှာဆက်တော့ရက် ဒီနားမှာ နော် ဒီနားမှာ ဒီမီးတိုင်ဘေးနာ ဒီရလား ဒီမီးတိုင်ဘေးနာမှာရက်တယ်ဒီပေါက်နော် ယောအဲ့တကားတော့ငါတို့လည်းဖွင့်လို့မရဘူးမင်းကမင်းဝင်ပြီးအမြဝင်ငွေစောက်ကြောကြီးတွေလာမလုံးနဲ့နော်စောက်ကြောကြီးတွေလုံးရင်စောက်ကြောကြီးတွေထုမှာနော်လာအမြဝေပေးဖို့လာတာဒေါသကနေပါနေပြီ sorry ဆိုဟိုကတော့သွားတတ်ကြတယ် sorry ဟိုဟာတာလေး ကဲဝေးရနေမပြရင်နော်ပြမယ်ဆိုကျွန်တော်တို့မြေအောင်ပြကဲမြေအောင်ပြနိုင်စမ်းမရှိရင်တော့ဟိုဒီဘွားကနေကျွတ်လို့မှလည်းမဟုတ်ဘူးနော်အများအတန်းလိုက်ရမှာမဟုတ်ဘူးနော် အဲ့မဟုတ်ပါလေဘာလဲတော့မသိဘူးချက်တာရှိလာလားဘောဘောအဖောင်းနေမှာဒီရကြီးရှိလာလားဒီနားမှာလား အေးအော်ဟုတ်ကဲ့ မလေးငင်ကန် ဟဲ့ အဲ့ချောင်းဟန်တန်တောက်ခောက်တန်နေရခဏကြားနေရ တိုးပလဲ ပြီးပတ်ပြေးနေတဲ့ခြေတန်နေရော ကင်မရာလေးငင်ကန်ပြီနော် ရလား ရ အခုကမ်းမလား ရတယ်ကိုရ အရှိရသွားရင်သွားလိုက်ရော့ ရကျွန်တော်ကိုင်းတော့ ဒါအဲ့နေရာနဲ့တူပြီး ဟုတ်တယ်ဒီနားမှာကျွန်တော်သိတယ် အဲ့နေရာသွားတော့ဟိုဘက်ကိုဟိုဘက်ရောက်တော့ဖျားရှိလေဒီဘက် မဟုတ်ဒီနားမှာပဲဒီနားပါပဲ အော် ဟဲ့ ဘာဖြစ်လဲအဲ့တော့ဘာဖြစ်လဲ ကိုလီ ဟဲ့ငါပြောပြီးတော့ငါစပင်ဖားလာချလာတယ်မချိန်နဲ့ငါနဲ့ဒါတော့ ကင်မရာလေဘာမှမလုပ်ပဲနဲ့လေဝါလိုက်ကြည်လိုက်ဖြစ်နေ focus zone ဆွဲနေ ဟိုကတိယုံမှာသွားထိုင်လားငါမြောက်ထိုင်ရလား သွားလေရတယ်သွားမယ်လား ထိုင်ရတယ်နော် อืม ငါစင်ပေါ်တယ်ငါလာတာပေါ့ညမှာပါနော် ဟောကန်သေးကိုဖြစ်သွား ဟ
စမ်းကွာအမြပေးဖို့လားလေဟိုညောင်းမဲလားရောက် တစ်ပင်လေညောင်မင်းမဟုတ်ဘူးမလေးရှားပြတော့ လာစမ်းကွာငါအတန်ကျဲတယ်နော်ဘာလို့ချင်လဲတန်မဲ့ပေးနိုင်တန်မဲ့ပေးမယ်နော်မြေအောင်ပြနိုင်စမ်းရှိတော့ကိုထင်ပြလိုက်ပါဟမ်ဘာမှမကြောက်ဘူးကြာတော့ချွတ်ချွတ်လာရှောက်တော့ဒီပဲကြာ လာစမ်းကွာရောက်သား ကိုလီယန်တမီးလေးခဏလေးဒီတမီးအားမရှိအောင်မြင်ရတော့ရတာရဟဲ့ဟေးနောက်ကအတန်ကြာဒီဘက်ရောက်လာတွေ့လား ဟေးဟာသားတွေလို့ပြောတော့မှာစောက်ကြီးကိုမဆိုင်တာပါ I don't care စိုက်တဲ့ကောင်ဆင်းလာတယ်နော် ကိုလီယန်ဒါကလမ်းဆိုတော့စွနာကဟွာလေဒီကိုလီဝါကိုချို့တို့ဘရိုမတ်တို့ကြားတဲ့ချောင်းနဲ့တစ်ဆက်တည်းလားမသိဘူးတစ်ဆက်တည်းဆိုသွားကြည့်မလား တော့မဟုတ်ဘူးဟိုပါပေါ့ဘယ်ကွင်းဖြစ်နေလဲ อืม ဒါလေဟိုဒီဘက်တော့မပါဘူးဒီဘက်အချမ်းပါပဲဒီမှာခြုံနေနေသိရမလားအဲ့လိုမျိုးဒီလိုမျိုးဟိုဘယ်ကွင်းပုံနိုင်ကြီးဒီမှာ อืม တိုင်းနေရှိတယ်ဘယ်လိုကောင်းဒီတော့ပတ်မယ်ဆိုရင်တော်တော်ပတ်မှာပတ်မှာ ကန်ရွက်ရှိတယ်သူကန်ပဲရှိ ပတ်မှာဟုတ်ဘူးအော်အေး ဖြတ်ပြေးတယ်လို့မထူးနော် ဂယူကမဆိုင်တာသလားဒါပြငါတို့တန်တော့မဟုတ်လေဒီဘက်မှာဒီလိုပတ်သွားလို့ရတယ်ဒီမှာတွေ့လားသွားကြလား တောင်းမလား ခြိုင်းတယ်နော်ခြိုင်းနေတော့ကဲအဲ့တော့တော်ဝေးဟာမျိုးမသွားနိုင်ရှာထွက်ပဲတင်ရှိတယ်ကဲဘာလို့မှလဲငါအတိုင်ကြီးကတော်တော်ကျဲနေပြီထင်တယ်နော်ကျဲတယ်တော်တော်ကျဲတယ် တော်ကျင်းနေ ပြစမ်းကွာဒါစမ်းမှာဒီတော့ခြေထောက်တွေကိုဆွဲရတာနဲ့ဟိုကဖြစ်ရတာနဲ့ဟာ ဟောဘရိုမတ်လားမသိဘူး ဟိုဘာဖြစ်လဲ ဘရိုမတ်ဘာဖြစ်လို့ လူချင်းမယ် ဟေးမြေအောင်ပြလို့ပြောရနော်ချွတ်နဲ့လိုက်လိုက်အမှမထူးနော်
呀，光买盐面了。 ဟုတ်ပြီ အမိအားမရှိ ရန်ကင်မရာရန်လှုပ်တယ်ဆိုတော့ကျွန်တော်လူချင်းမိပဲဗျနော်ကိုလီယန်နဲ့ကိုထွန်းနဲ့တော်လိုက်တော့ခေါင်းတက်မိယူပါလား ဘာမှယူမရ ခေါင်းမိလိုက် 没呀。 ဟမ် ကြားတယ်လေကြားတယ်ဆိုတော့နောက်ဆက်လေ ကိုလီယန်လည်းပြန်တော့နော်လာတော့ 谢谢，摘得了的口气。 တော့ကင်မရာညင်အောင်ကင်ပေးလိမ့်မယ် ဟုတ်ပြီ 喏，他们高哪里？ ဒါမှမကောင်း 呀呀呀，好呀。 ကိုရင်တော့ပေါ့ 把它撇的撇，ကျွန်တော်ကြောက်တဲ့ထဲမှာဖြဲကျွန်တော်တန်ကြားရနေကျွန်တော်လိုက်ရိုက်မယ် လောက်ပါကိုရင် ကဲဒီမှာရှိကျွတ်မလို့တဲ့စောင်းလျှောက်တွေဘုံကြီးတဲလားပါလားတပတ်လားတို့ဒီမှာရှိရဆိုလို့ရှိရင်တန်လောင်းနဲ့မဟုတ်ဘဲနဲ့အကောင်ထဲလိုက်ဖြစ်ပြကွာ အဲ့လောက်ချွတ်လာတော့ ရှေ့ကြိုက်တယ်လို့သာခေါ်ကျွန်တော်လိုက်ရိုက်မယ် နောက်ခုံတော့ကိုသွားပြီဒါခြုံနေနေတာတော့အဲ့ချွတ်တော့ ဟုတ်တယ်ဒီကောင်တွေကအဲ့တိုင်းပဲခုနကလည်းအတန်ပေါင်းစုံပေးရလိုက်ရိုက်တော့ဒီမှာကျွန်တော်ရှေ့မှာတွေ့နေတဲ့အဲ့ဟိုသွမိုးပေါ်မှာလည်းအတန်ကြားရနေလိုက်ရဘာမှမရှိဘူးအဲ့လိုဖြစ်နေတယ်အတန်ပေးတဲ့နေရာလိုက်ရဘာမှမရှိဘူးအဲ့အပင်နားမှာပဲတိုင်ပတ်နေအဲ့ကောင်တေချာအဲ့ခုနအဲ့ရှိုထဲမှာရောအဲ့အပင်နားရောရှိုထဲမှာရောအပင်နားမှာရောနေထူကြတယ်အဲ့နေရာ သူကဒီခြုံနေရပေးလိုက်ဟိုဘက်ခြုံကပေးလိုက်အတန်ကဘာမှလည်းမသိဘယ်နာတော့မလဲ ကျွန်တော်ခုနတော့ပုံနေရကျွန်တော်မန်ယူပဲလေးတစ်ချက်တော့ကြည့် ဟောဒုက္ခပဲ မန်နိုင်သွားလို့ပြောပြီးတော့ဒီမှာထက်လာရဲ့ ဟောနိုင်သွားတယ် နိုင်ကဲ အခုသွားတဲ့နေရာမှာဓာတ်မင်းမိပြီတော့ကင်မရာထောင်ပေးထိုင် ထိုင်မလားထိုင်အဲ့နားထိုင်ဆောင်ကင်မရာဖိုကတ်နေဝါနေရပြန်ကြည့်ဝိုင်းရဒီမှာတော့တောက်လျှောက်တန်ပေးတာနော် ဒီနားရေနော် ဟုတ်တယ် ခုနကလည်းကြားတော့ကြားတယ်ဘာမှမသိဘူးဒါညောင်မင်းနဲ့မို့အော်အေးညောင်မင်း ဟုတ်တယ်ညောင်းမင်း ဒီရက်ပင်နေညောင်မင်းတော့တောက်နေ တော့ချင်တော့ဒီမှာစောင်းလျှောက်နှက်ရုပ်တွေရောဒီလား ဟုတ်တယ် ဒါကနည်းနည်း ဒီနေရာတော့ ရှိဖို့များတယ်နော်နာနာဘွားဆိုတာအဆောင်လျှောက်တွေဖြစ်ဖို့များအေးတောက်ဖို့လည်းကြာနော် အော်ရင်လည်းအော်တယ်ဖြစ်အောင်မယ် อืม ငါစမှာငါစပင်းကိုလာဆွဲလို့ ဆွဲချနှုတ်ကောင်နေဒီလောက်ပဲလားရအောင်နှုတ်ကောင်ဒီလောက်ပဲလား ငါဆွဲမယ်ငပန်းလုံးမယ်မင်းကွင်းမြင်ကြီးကွာဒါစမှာဟောတရွက်ပဲလှုပ်နေဒီမှာကြည့်ဒီလောက်ပဲလားဒါလေးပဲလား ကြားလားအတန်ကြားလိုက်တယ်အတန်ကြားလိုက်တယ် ဒီမှာကြည့်ဦးဒီမှာကျန်တဲ့ရွက်တွေထဲဆိုင်ဒီမှာ အာ တက်မနေဘူးဘယူကိုမဆိုင်တာတတိရှိရင်စင်းလာတယ် စောက်ပြူမဆိုင်လို့လာရိုက်တာကွာရှင်းပြောရမကြောက်ဘူးကွာမကြောက်တဲ့ကောင်မလို့လာချောက်မယ်မကြောက်ဘူးရောတိုက်တဲ့ကောင်ထွက်လာကြ ဒီနားထိုင်ရမှန်းတော့မသိ ရှိုထဲမှာတစ်ချက်ခေါ်ကြည့်မလား အခုဘေးအော်ဒီအောင် ဒီနားမှာရှိုရှိတယ်အဲကြောက်ကြီးအိုင်နာအဲဖိုကတ်ကဒီနားတားဝါနော်ရှင်းပေးပါဦးအေးတွေ့လား
တောက် တွေ့လားတောက် တောက်မဟုတ်ဘူးခေါက်ဆိုကြတာ အာ ဘာအသီးမှလည်းမရှိဘူးဒီမှာ ပြောင်းနေစခွက်ပြောင်းနေစခွက်ပြောင်းစခွက်တည်းရမှာနော်ဖင်ပြောင်းဖင်ရဟုတ်ပါဘာပြောနေ ပြီးပြီ ဒီဘက်ကဆင်းနေရောအဲ့ကြောက်ကြည့်နော်အဲ့ဆင်းမမလို့ဟိုဘက်ကဆင်းနေတယ်နည်းနည်းပြေခုနကတော့ပြုတ်ကြနော် မင်းတို့စောက်ကူမဆိုင်လို့ဒီနေရာလာတာကွာအဲ့အတန်းနေကြားတယ်ကွာစောက်ကူမဆိုင်ဘူးကွာ ပလင်းလောက်ကဘာလို့ငါဘလောက်လေးလေးတယ်ပလင်းလူတို့ဘာလူတို့နဲ့ဘာ သမီးတွေတော်တော်အားနေနေပါပြီလို့ဟေး ဟာရော ဟာမရှိဘူးဒီကတိုးကြီးရောတိုးတော့မဟုတ်ဘူးဟိုကြီးလေ ဝယုံ လာပြီငါလာပြီဒီနဲ့ပြင်အားရတယ်ပီတိဖြစ်တယ် ဟာခဏလေးရောသမီးချိန်မင်းဟေး ဟေး သမီးခဏချိန်ကျွန်တော်မမြင်ရတော့ brother ကိုရှေ့မှာရှေ့ရ focus ကိုမမြင်အောင်ကင်မရာရဲ့ focus ကိုမမြင်အောင်ကျွန်တော်မြင်ရမှာအကုန်မြင်ရမှာစောက်ကူမဆိုင်လို့ကွာဒီမှာနေရာလာရှာတာကွာစောက်ကူမဆိုင်ဘူးကြားတဲ့ကောင်ထွက်လာတယ် ဆင်းရမှာဟမ် ဟေးဘသူတို့ ဘူးလေ ဘသူတို့ဟမ် မင်းကတိုးလေအင်း ဘသူတို့ ဒီခြုံလေးရောငါတို့ကိုလောက်တာလားရတယ် ဘသူတို့ လာ ဟုတ်တယ်ဒီနား ဟုတ်တယ် လိုက် အော်ပြီပါဗျာ အေး ဒီနားမှာပဲငါကျင်းနေပြီ စောက်ခွက်မပြောင်းနဲ့နော်စောက်ခွက်မပြောင်းနဲ့အားလို့ ကင်ထားတဲ့ဓာတ်မီးကကြီးတယ်နော် ကင်တာတမီးကလူရိုက်လို့ရတဲ့တုံးနော် ထူချမှာ ဒီနားနော် brother ဟုတ်တယ် ထင်းနော် ဟုတ်တယ် တာ တူးတယ်ကွာမင်းတော့စင်ခေါ်มาတော့ငါလည်းတူးရတာပေါ့ဒါစမ်း ဟိုချုံနေနော်မွေပါကင်မတည်း ရတယ် โอเคပြုတ်ကြရရှေ့မှာရှိုးကြီးဟေးချူတိုင်း လိုက်မနေတော့ပင်မန်းနေ ချူတိုင်း လိုက်လေပြေးတွေလုံးနေဟဲ့တတိရှိငါလာလာ ဝေးဝါနော် လာခဲ့ဟမ် တော်ဘရိုရှိရတော့နောက်မှတောင်းလျှောက်လိုက်ရပြန် ညတော့တိမ်သွားပြီလားဟုတ်လားပြောင်းနောက်ခလောက်တယ် ဟုတ်တယ် နောက်ခလောက်တယ် ဘယ်နားမှာတော့ဟောငါခလောက်တာလေပလင်းဆွဲတယ်လို့ စောင်းများဝိုင်းနော်အဲစောင်းများဝိုင်း ဒီရရှိဖို့စဖြစ်နေသလားအဲ့တန်းပြဆင်းမှာတမောက်ကိုဘပြန်ပတ်မလား မပြန်အဲ့နားမှာရှိုးစင်းနေတာရှိတယ် ဒီပါလေ ဟိုပြုတ်ကြလိမ့်မယ်ဗျာအဲ့ဟို ဟုတ်ဒါ အဲ့လခွေးတော်ရတော့နေဟို ဘုရားအောင်ငါသိပြီ ကြိုက်တဲ့နေရာသွားဗျာအကုန်လိုက်ရိုက်မယ်တန်ကြားတဲ့နေရာလိုက်ရိုက်ပြီ ဘာကောင်းမှမဟုတ်ဘူးငါသိတယ်
ဘုံဘ ဘာ နွားခလောက်တယ်နော် ငါမို့ကျွေးလို့နော်အကိုပြောတော့အဲ့အထူးတူပဲ ကျွဲတို့နွားတို့ခလောက်တယ်လို့ပြောစောက်ကြီးမဆိုင်လို့လာရှာတာကွာဘယ်လိုကောင်းနေလောက်ကတနားဟို အဲ့ကြောင့်စူးနေပါလေလို့နေဦး အေးခါနည်းနည်းဖက် ကျွန်တော်ပဲပဲအခုအရှိရပဲရိုက်လိုက်တော့ စူးရများကျွန်တော်လည်းရှိတယ်ဟောဒါပေမဲ့နည်းနည်းပါကျွန်တော်ဘာစူးရမလဲ ကက်စီနေတာပါလား ဟုတ်တယ်ကက်စီနဲလို့ဟာတယ် ရအခုအရှိရရိုက်အခုအရှိရရိုက်ကျွန်တော်တော့ပဲလိုက်မယ်နေတာမဟုတ် ကိုရတိတ်ကြောက်တတ်တဲ့တဲမပေါ့စောက်ကြီးကိုမဆိုင်တာကွာစောက်ကြီးကိုမဆိုင်တာရှင်ဗျာတပည့်တော်မှားရရှိတောင်းဝင်ပါတယ်တပည့်တော်ဒီမှာနည်းနည်းတပည့်တော်ပြောမှဆိုမှရှိရင်တောင်းဝင်ပါတယ်ဒါပေမဲ့ဒီမှာရှိပိုင်ရဆိုင်ရတွေမြို့ဒီမှာရှိကြအောင်ပုံစံမျိုးစုံပြနိုင်ပါတယ်ဒီနောက်မှာတန်လေးထိုးပြီးတညတော့လာအိတ်လို့ရှိရင်6ဒီမြလာဆွဲသွားမလို့နော် ဖြစ်လောက် ကျွန်တော်ပြန်မဲ့လမ်းရလေနော်ကျွန်တော်ပြန်မဲ့လမ်းရလေလုံးဝတော့ဟိုဘယ်လိုပြောလဲကွင်းထဲကနေပြီးတော့ဒီချိန်ကြီးကနိုင်ရောင်အောင်ဖြစ်ပါ2နာရီလောက်ရှိမယ်2နာရီကျော်လောက်ရှိဖြစ်2နာရီကျော်သွားပြီ ကျော်သွားပြီ ချိန်ရလေတကယ်အချိန်ကောင်းပါနော် ပြန်လာ ချိန်ကောင်းပါဆိုတော့ ပြန်မှာလေလုံးချက်ပြန်လာ ကျွန်တော်တို့ထူးခြားရတော့အများကြီးပဲပေါ့နော်အတန်တွေကတော့မျိုးစုံပေးတယ်ဗျကျွန်တော်လည်းအတန်ကြားတဲ့နေရာတော့တက်နိုင်တယ်လို့ကျွန်တော်လိုက်ရိုက်ပေးတယ်ဒါပေမဲ့တိတ်ပြီးတော့ထူးခြားမှုမရှိဘူးရောက်တဲ့နေရာဝေးသွားနော် ပြန်ရလေ အတန်ကြားတဲ့နေရာဝေးသွား ဝေး နော် ဝါတာလေခုနကလနဲ့တတိဝေးဝါတာလိုက်လေဝေးလေ စောက်ယူရလို့ဖြစ်နေကိုစက်ကွက်လာပြောင်းအများကြီးပဲပေးခဏထည့်နေ ရှာ ဘယ်အိမ်ကြီးကက်လို့ကောင်းတယ်အိမ်ကြီးဖြစ် ရတယ်ကို ရ ကဲပြပါလားမပြရင်ငါတို့ပြန်တော့မယ်ပြန်မယ်ခကြီးရလေနေတာမဟုတ်ငါတို့ကလေကွင်းနေဖြတ်ပြန်အောင်ပါနော်ဘာလို့ပါလဲပြောကြည့်လိုက် ခုနချူတိုင်းကလုံးဝရှင်းနေတယ်ဝေးဝေးသွားနော်အနီးနားနေပြီနော်ကျွန်တော်ဒီမှာခြုံနေမှာဆိုလို့ဟိုဘက်ခြုံနားနေအတန်ကြားသလိုမျိုး ဟိုဘက်ခြုံနားကနေအတန်ကြားသလိုမျိုး ဆရာအကြောင်းမရှိဘူးကျွန်တော်ပြကတ္တရာနဲ့ဆွဲမှာအဲ့အတန်လိုမျိုးဟိုနွားခလောက်ဆိုလဲဗျာနွားပုံစံသွားမှာ အနီးနားကိုကြားနော်အနီးနားလေးကနေကြားပြီးတော့ဟိုအဲ့နားသွားလဲအဲ့အနီးနားပဲထက်ကြဆောက်စမ်း ပြန်တော့မဝင်တော့ဘူးစူးတွေကနဲတော့ကဲဘာလို့မှလဲလို့ဘာလို့မှလဲပြောမင်းမကြိုက်ရင်လာမရှုပ်ပါနဲ့တော့မဟုတ်ဘူးငါတို့ကလာရှုပ်နေတာအမျှပေးဖို့ ဟုတ်တယ်ဗျကျွန်တော်ခြုံနေတိုးတယ်ဟွာဖြစ်တော့ခုနပြုတ်ကြရလေပြုတ်ကြမှာအကုန်လုံးအင်ကြီးလေပေးချမ်းပြီးတော့အင်ကြီးတော့ပေါက်ကုန်ပြီဗျအင်ကြီးတော့ပေါက်ကုန်ပြီတကယ်ကျွန်တော်အမှန်ကန်ကျုံးတာနော်ကျွန်တော်အမှန်ကန်ကျုံးတဲ့အဖွဲ့ပါ ကဲတော့လေ ဒါပဲလားလို့ပြောလိုက်ဒါပဲလားနော်ဒါပဲလား ဘယ်တော့ပြောရ နော်ဒါပဲလားသူတို့60ကုန်ပြီတင်ဟမ် ဟုတ်60ကို အိုးမတရွယ်တဲ့လုံနေအိုးမတရွယ်တဲ့လုံရှိုးလိုက်အောင် အဲ့ဒါပြော60ကုံသွားတာ ဟိုးမတရွယ်တဲ့လုံနေ လောက်ပြနေတာအမလေးဘာဖြစ်လဲညင်သွားလား အဲ အဲ ဟိုမတရွယ်တဲ့လုံနေ ဘာဖြစ်လဲဘယ်နဲ့ညာနဲ့ဖယ်နဲ့ အာ ဖယ်နဲ့ညာနဲ့ဖယ်နဲ့အိုး အာတွေ့လားသူတရွယ်တဲ့လုံပြ ဘာလုပ်လဲ စက်ကွက်ပြောင်းနော်တွေ့လား